အခုမြင်တွေ့နေရတာကတော့မွတ်စလင်600ကျော်ကိုအာရခတ်တော် AA ကတပ်ဖြတ်ခဲ့တယ်ဆိုပြီးမွတ်စလင်အရေးတက်ကြော့လှူရှားသူတွေနဲ့မွတ်စလင်ဝါဒဖြန့်ချီရေးသမားတွေကဆွဆွေးပြောဆိုနေတဲ့ဘူးတီတောင်မြို့နယ်တန်း6ခန့်ရောကလူအယိုးစုတွေရှိတဲ့နေရာဖြစ်ပါတယ်။လက်ရှိမှာတော့မြေအောက်ထဲကိုရောက်ရှိနေပြီဖြစ်တဲ့ဒီအယိုးစုတွေကိုတူးဖော်နေတာလေးဖြစ်ပါတယ်။တူးဖော်ရယူထားတဲ့အယိုးစုတွေမှာတော့စစ်အုံဆောင်ပစ္စည်းတွေစစ်ကောင်စီတပ်သားယူနီဖောင်းတွေဥထုတ်တွေနဲ့တည်ဆုံးနေတဲ့အယိုးစုတွေကိုတွေ့ရပါတယ်။အဲ့ဒီတန်း6ခန့်ရောသားတွေကလည်းဒီတန်း6ခန့်ရောကအယိုးစုတွေဟာရောသားတွေရဲ့အယိုးစုတွေမဟုတ်ပဲစစ်ကောင်စီတပ်သားတွေရဲ့အလောင်းတွေသာဖြစ်တယ်လို့တန်း6ခန့်ရောသားတွေက One Nation News ကိုအခိုင်အမာပြောဆိုကြပါတယ်။လူချမ်းပါလူခရာစေပရေဆူရာဗလေရှန်လင်းလင်းမနေပရောဆိုပါအမေဇူကဗလေရှန်အောက်ချရမှုပါယန်ဆိုင်ကွန်စီကေကဗလေအောက်ချရမှုပါအကူလေအောက်ချရမှုပါအရင်စတာရုတိပါရှန်လုံးဘာမစတာပါအန်ဂျီအော်တူဘာလုံးတွေ့ရမောဗလာသူတို့ဗလေသူအာကန်တက်ဒိုနေတိုင်ဘွေပရိတ်မောဗလာသူတို့စီအမြာပရအမြာစီလာပါရစီဇဝနာလုံးအမတားပါရSetaru bahasa bama seta ဒီအယိုးစုတွေဟာစကခဆင်ကားနဲ့လက်အောက်ခံတရင်တွေကနေတက်ဆုပ်ထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့အလောင်းတွေသာဖြစ်တယ်လို့တန်လျှောက်ခံရောကအမျိုးသမီးတယောက်ဖြစ်တဲ့ဆော်မီရာခါတူကပြောပါတယ်လာရိုင်းတော်ရီတီလာရိုးကြီးလာရိုင်းငါနော်ဂူလာမာရီပယ်လင်ဂူရာမာရီတော့မိုက်ကမတဲ့တာကတော့တော်နာကဲရွေးကနော်တဲ့ဥတရနော်တဲ့ဖုစမယဖုစမယအဲဟိုရာရဲဒူမဖွန်ချွန်လို့အာဘယ်ရမ်အတရရိကန်ဒူရီဖလေတာဘယ်ရဟနာယကမ္မိုဂျဟန်ဒါဂိုရဒူမဘတ်ဆန်ရဒူတလေဂူရာဂူရာဖွန်လို့အမ်ဘရီယမနီဒရာအရရိကန်ဘာရီအဲ့ဒါဘာမဖူရယူစမတ်ငါငါတတ်တွာရီဘာမစာယူအကောရာတာရဂူလီပလင်ငန်တဲ့ငါဂူလာမာဘီရှိမာရအရာမူရာမူဒရာအရဂူဒါဖာဂလေရိကန်Thara gula sini lo ma tabu private le private lo tera do krawan ne khop pare ga se do ga padu pale ba su ke tu ga ya padu le la pare le kan tat do ga tu ta tami ti a lo am ba na no shi ta ko shi pare ya mo shi ko pu pare ဒီနေရာဟာမွတ်စလင်အရေးတက်ကြွလို့ရှားသူတွေနဲ့မွတ်စလင်ဝါဒဖြန့်ချီသမားတွေဓာတ်ပုံတွေနဲ့တကွဖြန့်ချီထားတဲ့နေရာဖြစ်ပါတယ်အလားတူပဲကျေးရော်ထင်းတဲ့လေကွင်းတွေကားလမ်းဝေးရတွေမှာလည်းစစ်ကောင်စီရဲ့စစ်ဝက်အုံဆောင်ပစ္စည်းတွေနဲ့လူအယိုးစုတွေပြန်ကျင်းနေတာကိုတွေ့ရပါတယ်။ဒီတန်း6ခန့်ရောမှာ2024ခုနှစ်မေလ3ရက်နေ့မှာအာရခတ်တော် AA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တာပါ။တိုက်ပွဲမဖြစ်ခင်မေလ2ရက်နေ့မှာတော့အဲ့ဒီတန်း6ခန့်ရောသားတွေကိုအာရခတ်တော် AA ကကေထုတ်ခဲ့တယ်လို့တန်း6ခန့်ရောသားဖြစ်တဲ့မာမက်ဂျူဘာကပြောပါတယ်ကန်တက်တော့ကကျွန်တော်တို့ကိုခေါ်ပါရီအတန်ကြကြနေပါလေအပကလာပလိုက်မရိုအတာတီအလုံးကျွန်တော်တို့ပပလာပါရီကျွန်တော်တို့ကိုစုံနေပါရီကိုစုံနေပါကျွန်တော်တို့ကမှကိုလာပဲမှာထားသွားပါရီကျွန်တော်တို့ကအခုတခြားလူကတင်တော်ဝကေးမနေပါရီကင်းတော်မနေပါရီပြီးကကိုလာပဲမနေပါရီကြောက်စဲမနေပါရီအကန်တက်တော့ကကျွန်တော်တို့ကိုနေတော့ကိုရရှိပါရီသူဆလာဥတူချောင်းပလတ်စတစ်ရှိဥတူချောင်းမောကရတီပြပါရီပြီးကစန်ဒီယာတီတိုပြပါရီအပန်ရှိပါရီကျွန်တော်တို့တနတ်ဆိုလို့ကျွန်တော်တို့ကိုကိုရင်ပါရီဘူးတီတောင်အခြေဆိုင်စစ်ကောင်စီတပ်ရဲ့စစ်စင်ရေးကွက်ကေးမှုဌာနချုပ်စင်ကားရဲ့ဒုစကခမုံဘူမူကြီးကောင်းမြတ်ကလည်းမေလာ2ရက်နေ့မှာသူတို့တပ်ဖွဲ့တွေရော်သေးဝင်ရောက်နေရယူခဲ့တဲ့အချိန်မှာတော့ရော်သားတွေတယောက်မှမရှိတော့ဘူးလို့ပြောပါတယ်ကျွန်တော်တို့တပ်မနဲ့ခမ951ဂျားမှာထန်ချောက်ကန်ကြေးရွာရှိပါတယ်အဲ့ရွာရောက်တဲ့အချိန်မှာတပ်မ22ရဲ့တပ်အချို့အင်အား90လောက်ကိုကျွန်တော်တို့အဲ့ရွာမှာဖြန့်ခွဲပြီးနေရာချပေးပါတယ်အဲ့လိုချပေးတဲ့အချိန်မှာပဲရွာသားအများစုကတော့မရှိတော့ပါဘူးရွာသားနည်းနည်းလောက်ပဲကြံပါတော့တယ်ကျွန်တော်တို့တပ်တွေကဒီနောက်ကနေပြီးတော့လိုက်လံတိုက်ခိုက်လာမယ်အာရခတပ်တော်ခုခံတိုက်ခိုက်ဖို့အတွက်နေရာချပေးတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာရွာသားနည်းငယ်ကိုလည်းခင်ဗျားတို့မသွားပါနဲ့ကျွန်တော်တို့ရောက်ပါပြီဘာမှမဖြစ်ပါဘူးဆိုပြီးကျွန်တော်တို့ပြောပါတယ်ဒါပေမဲ့လည်းရွာသားတွေကသူတို့သဘောနဲ့သူတို့ပဲထုတ်တွေပိုးတွေယူပြီးသူတို့မနေရတော့ဘူးဆိုပြီးတော့နိစ္စရွာရဲ့ဘက်ကိုထွက်သွားပါပြီကျွန်တော်တို့တပ်တွေနေရာချပေးတဲ့အချိန်မှာတော့ရွာသားတွေကမရှိတော့ပါဘူးခင်ဗျ
အဲ့ဒီတန်းလျှောက်ခံရောမှာအာရခတက်တော်နဲ့စစ်ကောင်စီတပ်သားတွေဟာ2024ခုနှစ်မေလ3ရက်နေ့မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတွေစစ်တင်တန်းတပ်ထားတဲ့မွတ်စလင်ပြည်သူစစ်တရားကျော်တေဆုံးခဲ့တယ်လို့တပ်မိသားစုဝင်တွေလည်းထိခိုက်ထဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတန်းလျှောက်ခံကြေးရောမှာအရင်ကလူဦးရေ900ကျော်နေထိုင်ကြတာပါ။လက်ရှိမှာတော့တိုက်ပွဲတွေကြောင့်ကင်းတောင်ဦးလာဘေးစားတဲ့ကြေးရော်တွေနဲ့အာရခတ်တော်အေအေကရှာပေးထားတဲ့ကြေးရော်အသစ်မှာခိုလုံနေကြတဲ့ထန်း6ခံရောသားလူဦးရေ600နီးပါးရှိပြီးရန်ကုန်ဘင်္ဂလားဒေ့ရှ်နဲ့မလေးရှားနိုင်ငံတွေကိုထွက်ခေါ်တော်တဲ့ထန်း6ခံရောသား100ကျော်လောက်ရှိတယ်လို့လည်းရော်လူကြီးတွေကပြောပါတယ်အာရခတ်တော်ကလည်းစစ်ပေးရှောင်မွတ်စလင်တွေကိုနေရာထိုင်ခင်းနဲ့ဆန်ရိတ်ခါတွေထောက်ပံ့ပေးတာရှိတယ်လို့တန်းလျှောက်ခံရော်သားတွေကပြောပါတယ်အခုလိုတန်းဆောက်ကန်ရော်သား600ကျော်လူမျိုးတုံးတပ်ဖြတ်ခံရတဲ့ဆိုတဲ့ဆက်ဆွေးချက်တွေဟာမြေပြင်အခြေအနေတွေနဲ့ကော်ချမှုရှိနေပြီးမာယွနဲ့ဆက်ဆွေးချက်တစ်ခုသာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ကြေးရော်သားတွေကလည်းတန်းဆောက်ကန်ရော်မှာအဲ့ဒီလိုမွတ်စလင်ရော်သားတွေကိုအာရခတ်တော်ကတပ်ဖြတ်တာလုံးဝမရှိဘူးလို့အခိုင်အမာပြောဆိုကြပါတယ်ရှင်။